အားလုံးမင်္ဂလာပါရှင်အခုစစ်ပိုင်းဒီဘလော့လေးမှာလက်ဆောင်ပစ္စည်းမျိုးစုံဝယ်လို့ရတဲ့ Bouquet Street Market ကို City Hall MRT ကနေတွားနီလေးလမ်းညွှန်ပေးမှာဖြစ်ပါတယ်ရှင်အမဒီကက်ချက်ပြီးရင် ACC ကနေပြောထွက်ရမယ်ရှင်နောက်ထပ်ဘယ်ဘက်မှာရှိတဲ့လေကားနဲ့အပေါ်တက်သွားပြီး2မိနစ်လောက်လမ်းလျှောက်လိုက်ရုံနဲ့ Bouquet Street Market ကိုရောက်ပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဘလော့လေးမှာပြန်တွေ့ကြမယ်ရှင်